ကယ်လေးစကွက်ကိန်းကိုလက်တွေ့ဘဝမှာကစားခဲ့ရင်ဘာဖြစ်မလဲမစ္စတာဘီဟာဒီကိန်းအတွက်ပြိုင်ပွဲဝင်456ယောက်ကိုခေါ်ဆောင်လာခဲ့ပြီးအနိုင်ရရှိသူကတော့ဒေါ်လာ9သိန်းခန့်ရရှိမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အနီရောင်မီအစိမ်းရောင်မီကိန်းကိုကစားခဲ့ကြပါတယ်ပြိုင်ပွဲဝင်တွေမှာအနီရောင်စီးကြောင်းကိုဖျက်တမ်းဖို့အချိန်မိနစ်30ရရှိခဲ့ကြတာပါမစ္စတာဘီကကစားပွဲကိုစတင်ခဲ့ပါတယ်မီးအောင်စိမ်းအောင်ပြောင်းလဲသွားတာနဲ့အမျှလူတိုင်းဟာအရှိစီစတင်လှုပ်ရှားခဲ့ကြပေမဲ့အနီရောင်မီးမှာလှုပ်ရှားမိတဲ့ပြိုင်ပွဲဝင်တွေကတော့သူတို့ရဲ့လက်ပတ်တွေပောက်ကွဲသွားခဲ့ပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ကြရတာပါပြိုင်ပွဲဝင်အများပြားဟာအစပိုင်းမှာတင်ထွက်ခွာခဲ့ကြရပြီးပြိုင်ပွဲဝင်232ယောက်ပဲအောင်မြင်စွာဖျက်တမ်းနိုင်ခဲ့ပါတယ်ခုချိန်မှာတော့ဒုတိယမြောက်ဂိမ်းကပြားတလက်ဂိမ်းဖြစ်ခဲ့ပါတယ်ပြိုင်ပွဲဝင်တယောက်ချင်းစီမှာအတချောင်းနဲ့မတူညီတဲ့ပုံစံထံပါရှိတဲ့မုန်းတစ်ခုစီရရှိခဲ့ကြတာပါသူတို့မှာမုန်းကိုမကြိုးပဲစေပဲပုံစံထံကိုလိထုတ်ဖို့10မိနစ်အချိန်ရရှိခဲ့ကြပါတယ်အခက်ခဲဆုံးပုံစံထံကတော့ထီးပုံစံထံဖြစ်ခဲ့တာပါကစားပွဲစတင်တာနဲ့အမျှအချို့ပြိုင်ပွဲဝင်တွေဟာသူတို့ရဲ့မုန်းတွေကိုကြိုးပဲသွားစေခဲ့ကြပေမဲ့အခြားသူတွေကတော့အခက်ခဲဆုံးပုံစံထံတွေကိုပင်အောင်မြင်စွာလိထုတ်နိုင်ခဲ့ကြပါတယ်ကစားပွဲအပြီးမှာတော့ပြိုင်ပွဲဝင်142ယောက်ကျန်ရှိနေခဲ့တာပါအဲ့ဒီနောက်ပြိုင်ပွဲဝင်တွေကို10ယောက်စီပါဝင်တဲ့အဖွဲ့တွေဖြစ်ပိုင်းခြားလိုက်ပြီးလွန်ဆွဲပွဲစတင်ခဲ့ပါတယ်အဖွဲ့တစ်ဖွဲ့ချင်းစီမှာမှန်ကန်တဲ့ဗျူဟာနဲ့အတူခွန်အားလိုအပ်နေခဲ့တာပါအချို့အဖွဲ့တွေကသူတို့ရဲ့ပြိုင်ဘက်တွေကိုဆွဲယူလိုက်ကြပြီးပြိုင်ပွဲဝင်အများပြားကိုအောက်ခြေကကျင်းနေစီပြုတ်ကျသွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့ပြိုင်ပွဲဝင်အရေးအတွက်ဟာ120ကနေ60ထိရောကျသွားခဲ့တာပါခုချိန်မှာတော့စတုတ်ထမြောက်ဂိမ်းကဖန်ဂေါ်လီရိုက်ပွဲဖြစ်ခဲ့ပါတယ်ပြိုင်ပွဲဝင်တွေဟာသူတို့ရဲ့အဖော်နဲ့အတူဖန်ဂေါ်လီရိုက်ကစားခဲ့ကြရပြီးဖန်ဂေါ်လီအလုံး90အနိုင်ရရှိအောင်လှုပ်ဆောင်ခဲ့ကြရတာပါစုံတွဲများပြားဟာအခြားဂိမ်းတွေကိုရွေးချယ်ခဲ့ကြပေမဲ့စုံတွဲတစ်တွဲစီကနေပြိုင်ပွဲဝင်တစ်ယောက်ပဲအရှိစီဆက်လက်သွားရောက်နိုင်ခဲ့တာပါအချို့ပွဲစဉ်တွေကတော့နောက်ဆုံးဖန်ဂေါ်လီတစ်လုံးအထိရောက်ရှိသွားခဲ့ပြီးပြိုင်ပွဲဝင်တစ်ယောက်ကတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုထွက်ခွာသွားစေခဲ့ရပြီးတဲ့နောက်စိတ်လှုပ်ရှားဝမ်းနည်းသွားခဲ့ရပါတယ်နောက်ထပ်ရောက်ရှိလာတာကတော့ဒါဂျီဂိမ်းဖြစ်ပါတယ်ပြိုင်ပွဲဝင်တွေဟာအပြာရောင်စက်ကူကိုအသုံးပြုပြီးအနီရောင်စက်ကူခောက်ကိုလန့်ပစ်ခဲ့ကြရတာပါအောင်မြင်သူဘယ်သူမဆိုနောက်ထပ်ဂိမ်းစီကူးပြောင်းခွင့်ရရှိခဲ့ပါတယ်တယောက်ပြီးတယောက်ပြိုင်ပွဲဝင်တွေဟာအောင်မြင်သွားခဲ့ကြပြီးနောက်ဆုံးမှာတော့ပြိုင်ပွဲဝင်16ယောက်ပဲရွေးချယ်ခြင်းခံခဲ့ရတာပါခုချိန်မှာတော့ဖန်ဒါဂိမ်းစတင်ခဲ့ပါတယ်မားယွန်းနဲ့ဖန်ချက်ကကျိုးပဲ့သွားနိုင်တာကြောင့်ပြိုင်ပွဲဝင်တွေဟာနှစ်ခုတည်းကမှန်ကန်တဲ့ဖန်ချက်တစ်ခုကိုရွေးချယ်ခဲ့ကြရတာပါတယောက်ပြီးတယောက်ပြိုင်ပွဲဝင်တွေဟာအရှိစီလှုပ်ရှားခဲ့ကြပြီးလန်ကီးမှာအများပြားထွက်ခွာခဲ့ကြရပါတယ်အချိန်ကုန်လွန်လာတာနဲ့အမျှကြန့်ရှိနေတဲ့ပြိုင်ပွဲဝင်တွေကလည်းစွန့်စားမှုတွေပြုလုပ်ခဲ့ကြရတာပါနောက်ဆုံးမှာတော့ကစားပွဲဟာပြိုင်ပွဲဝင်6ယောက်ပဲကြန့်ရှိတော့တဲ့အထိအဆုံးသတ်သွားခဲ့ပါတယ်နောက်ဆုံးဂိမ်းအတွက်တော့ထိုင်ကုန်လူတန်းဂိမ်းကိုရွေးချယ်ခဲ့ကြပါတယ်တချင်းဖွင့်ထားစဉ်မှာပြိုင်ပွဲဝင်တွေဟာထိုင်ကုန်တွေရဲ့ပတ်လည်မှာလမ်းလျှောက်ခဲ့ကြရပြီးတချင်းရက်တန့်သွားတဲ့အခါထိုင်ကုန်တစ်ခုကိုလူယူထိုင်ခဲ့ကြရတာပါအဝိုင်းတစ်ခုချင်းစီမှာထိုင်ကုန်တစ်လုံးစီဖယ်ရှားခံခဲ့ရပြီးပြိုင်ပွဲဝင်တွေကိုတယောက်ပြီးတယောက်ထွက်ခွာသွားစေခဲ့ပါတယ်နံပါတ်456တောင်မှထွက်ခွာသွားခဲ့ရတာပါခုချိန်မှာတော့နံပါတ်89နဲ့အခြားပြိုင်ပွဲဝင်တယောက်ပဲကျန်ရှိပါတော့တယ်ဒါဟာနောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တာပါတချင်းစတင်လိုက်ပြီးနှစ်ယောက်စလုံးဟာထိုင်ကုန်ရဲ့ပတ်လည်မှာလမ်းလျှောက်ခဲ့ကြပါတယ်ရုတ်တရက်တချင်းရက်တန့်သွားခဲ့ပြီးသူတို့နှစ်ယောက်စလုံးထိုင်ကုန်စီအပြေးလွှားသွားခဲ့ကြတာပါဒါပေမဲ့နံပါတ်89ကပထမဆုံးထိုင်ချလိုက်နိုင်ခဲ့ပါတော့တယ်